ရေဖွင့်မလား နေရင်ဖွင့်ရမှာပါဆိုင် fashion ပါရလေ fashion fashion စမယ်သားမယ်အိတ်မယ် ကြည့်ပြီးလားဒီတော့ကဲ ကြည့်ရတယ်ငါတို့ဟာနေ fashion ငါတို့ ဒါပါသေးပဲဟုတ်တယ်စမယ်သားမယ်အိတ်မယ်ပဲ ဆောက်မဲ့တော့အိမ်မယ်တော့မဟုတ်ပါဘူးရုံကြီးဒါ Instagram နီဟို မဟုတ်ဘူးလေနေ ဟိုဘွားရက်ပြီးအောက်ကအာရုံပြုတ် နေခုတ်ယူရလား ဒီလား ယူတယ် ရရပါပြီ အဲ့ ရရ ဒီကမင်းအောင် အနေနဲ့ကြီးလိုက်ငါလှမ်းနော်ငါလှမ်း ငါဟာက affection ဆိုတော့ ငါလည်းဂျပန်မနဲ့ hesitation humiliating ဟိုကတူတာနဲ့ ဒါ cute တာ ခယူတူနေရ cute မဟုတ်ဘူးတော့ဒါ ခယူ cute လား humiliating ကြီးရပါအေးဆိုတဲ့လိုကြီး no affection affection ဘယ်လို affect ရမှာလို့သူပြောတဲ့ချင်းတိတ်ပါလားမြင်းများဆိုင်မြင်းများဆိုင်ဝါလာမယ် Yeah မဟုတ်ဘူးမြများစားရပါ affection မှာလို့မြများစားရပါလား ထိခါရတယ် ဟိုကငါဆို hesitation ကဒီဂျပန်မှာဒီကိုယ်ဆိုင်မေကိုရေးလောင်းနေတော့ပဲလေ ချက်ချင်ငါမလက်ခံတော့ဘူးငါအများနေရတယ်မရတော့ကျွန်တော်ရတယ် Design suggest pause and certain but you have to be thoughtful and sure getting the bondage of like patience, discipline. warm care love and kindness that you receive fruit Hallelujah. sweetness oh I'm အခုကမြင်မစီရသေးဘူးဆိုတော့ innocent ငါရဲ့မြေမစရာလို့ innocent ဘယ်လိုကြည့်ဟုတ်တယ် gentleness innocent I cover combine meaning and put together they may result someone being careful overthinking or afraid to make a mistake how much more planning to a bullseye require precision နေဟာ ဒီဟာလည်းငါ Because symbolize culture of personal restraint, waiting for the right moment or being stuck between choice. ငါဟာရေကောငါဟာကွက်တီပဲ ငါလည်း nurturing relationship with warmth and kindness just like fruit grow with care affectionate has tradition and personal well-being ဟုတ်ပါတယ်တော်ပြီအဖိုင်နာမင်းကြီး